နောက်မှကြားရတာစုမြန်ရွံဟာကျန်းနံဒေတာမှာဆင်းရဲပေမဲ့စာသင်ပေးတဲ့ပညာရှင်တယောက်နဲ့တွေ့ခဲ့တယ်သူတို့စိတ်ချင်းတူလို့လက်ထပ်ခဲ့ကြတယ်လက်ထပ်ပြီးနောက်စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ကြတယ်မချမ်းသာပေမဲ့အရန်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ကြတယ်အဖေမေနှစ်ယောက်လုံးပြင်းနေတာမဟုတ်လားဟုတ်တယ်နည်းနည်းတော့ပြင်းနေတယ်ဒါဆိုနောက်ထပ်သမီးတူတယောက်ထပ်ခေါ်မွေးကြမလားဒုတိယအမဒါကိုအိမ်မွေးတရိษံမွေးတာများထင်နေလားမင်းကရောဘယ်လိုလုပ်မလဲဒီဟာလဲမတင်ခြင်းဟိုဟာလဲမတင်ခြင်းငါတို့မှလှုပ်เสียတခုတော့ရှာရအောင်မယ်လေဘသူပြောလဲသမီးမတင်ခြင်းဘူးလို့သမီးသိပါတယ်သမီးသိတာအများကြီးရှိတယ်အရင်ကတော့လူတွေမသိစေခြင်းလို့ပဲဒါမင်းချုပ်ထားတာလားတလောက်ဝက်လောက်ချုပ်ထားတာဒီတစ်ခေါက်ပန်းကအရန်လာတယ်အဖေပုံစံနဲ့တူတယ်အဖေအချုပ်တက်လို့လားမတက်ဘူးဒါပေမဲ့လှတယ်ဆိုတာတော့သိတယ်ဒီအချုပ်လက်ရနန်းတော်ထဲမှာတောင်ထိတ်တန်းအဆင့်ပဲတွင်ချင်းဘယ်တော့ကတင်ထားတာလဲအမေစုညံရွံကိုတင်ပေးတိုင်းသမီးပေးမှာနားထောင်နေခဲ့တာအားလုံးကသမီးအိတ်နေတယ်ထင်ကြပေမဲ့သမီးအားလုံးမှတ်ထားတယ်ဒါဆိုဘာလို့မပြောခဲ့တာလဲပြောလိုက်ရင်သမီးသိနေမှန်းသိသွားပြီသမီးကိုဒီကလေးထက်ပိုတင်ခိုင်းမှာဆိုလို့မင်းမတင်ချင်ရင်ဘသူကအတင်းခိုင်းနိုင်မှာလဲတကယ်နော်တကယ်ဒါဆိုအဖေတင်ပေးမယ်ဆိုတဲ့စရင်တွက်တာမတင်တော့ဘူးအမေတင်ပေးမယ်ဆိုတဲ့လက်ဖက်ရည်ပညာမတင်တော့ဘူးအကိုကြီးပြောတဲ့စာကူတာမကူတော့ဘူးဒုတိယအမတင်ပေးမယ်ဆိုတဲ့နန်းတော်စည်းမျဉ်းတွေသမီးကအဲ့ဓာတွေတင်ပြီးဘာလို့ရမှာလဲညီမလည်းနန်းတော်ထဲမဝင်ရတော့ဘူးဆိုတော့ဒါဆိုအမလည်းအားနာမနေတော့ဘူးမနှက်ဖြန်ကစပြီးတဘာဝအတိုင်းနိုးတဲ့အထိအိတ်မယ်စားချင်တာစားမယ်တောက်ချင်တာတောက်မယ်ခြီထိုးချင်ရင်ခြီထိုးမယ်နေပူစားလုံးချင်ရင်နေပူစားလုံးမယ်ကောင်းတယ်သမီးပျော်နေရင်အဖေအမေအတွက်လုံလောက်ပြီတွင်ချင်းသမီးကဘယ်တော့မှအသုံးမကျတဲ့သူမဟုတ်ခဲ့ဘူးသမီးရဲ့နီးလန်းနဲ့ပဲမိသားစုကိုချစ်ခဲ့တာတော်ပြီမျက်ရည်ကျမနေနဲ့တော့တွင်ချင်းချီထိုးတက်မှန်းတည်သွားပြီဆိုတော့နန်းတော်အတွက်ပန်းထိုးလက်ကင်ပွားတချို့လိုနေတယ်ညီမကူထိုးပေးနော်အခပေးရမယ်နော်ဒါဆိုနှစ်ဆပေးရမယ်အားလုံးရေမောကြသည်အဲ့ဒီနေ့ကစပြီးကျမဟန်ဆောင်တာမရှိတော့ဘူးရုတ်တရက်ထူးချွန်သွားတာတော့မဟုတ်ဘူးဒါပေမဲ့နောက်ဆုံးတော့နားလည်သွားခဲ့တယ်ကိုကဘလို့ပဲဖြစ်နေနောက်ကျောမှာမိသားစုကအမြဲရှိနေမယ်ဆိုတာနိုင်ငံကာကွယ်ရေးမင်းကြီးဒါကမြို့တော်ပိုင်းကဆိုင်တွေရဲ့ဝင်ငွေစရင်းပါအဖေဒီကနန်းတွေဘာလို့အနီရောင်နဲ့ရေးထားတာလဲအနီရောင်ဆိုတာအရှုံးပဲဒါဆိုအမျက်မရတဲ့လုပ်ငန်းကိုဘာလို့ဆက်ထားသေးတာလဲတချို့အရှုံးတွေကနောက်ပိုင်းအမျက်ပိုကြီးရဖို့ရင်းနှီးမြှုပ်နှံထားတာမှတ်စရာမလိုဘူးပျော်ဖို့ပဲနားထောင်ထားဒါဆိုစိတ်ချသွားပြီမေဖြည်းဖြည်းတောက်ပါဘယ်သူမှလူမတောက်ပါဘူးအရင်တုန်းကအမေကလက်ဖက်ရည်ပညာသင်ခိုင်းမှကြောက်ခဲ့တာအခုမှသိတော့တယ်အမေကသမီးနဲ့အတူအချိန်ပိုကုန်ခြင်းရုံပဲကျမຫນွေဦးနဲ့စောင်းဦးရာဇဝင်စာအုပ်ရှာနေတာဒါဆိုချီမုံတုံကြားကရောသမီးဘလို့မှတ်မိတာလဲစာကြည့်လိုက်ဝင်တိုင်းဒီစာအုပ်တွေရဲ့ခေါင်းစဉ်ကိုအမြဲကြည့်တယ်ကြည့်တာများတော့မှတ်မိသွားတာပေါ့ဒီနှစ်တွေသမီးပင်ပန်းခဲ့ရပြီမပင်ပန်းပါဘူးအရန်ပျော်ခဲ့ပါတယ်သခင်မလေးဒီတစ်ခါဘာလုပ်နေတာလဲနန်းတော်ကမုံအစ်စ်ပါဒီပန်းမုံကိုဘသူ့အတွက်လုပ်တာလဲတဝက်ကိုစားမယ်ကြံတဝက်ကိုသူတို့အတွက်ဒီလိုနဲ့နေ့ရက်တွေကအေးချမ်းချမ်းဖြတ်တန်းသွားတယ်ကြီးမားတဲ့အတက်အကျဘာမှမရှိတော့ဘူးတွင်ချင်းကစုညံရွံထက်ပါရမီပိုရှိတယ်နောက်တစ်ခါများလို့သခင်မလေးနောင်ကြရင်ဘလို့လူမျိုးကိုလက်ထက်ချင်လဲဘလို့လူမျိုးသခင်မလေးအသက်18နှစ်ရှိပြီလေတစ်သက်လုံးအပြိုကြီးနေလို့ဘယ်ရမလဲဘာလို့မရမှာလဲတော်ပါတော့ဒီအကြောင်းကိုနောက်မှပြောကြတာပေါ့ဒီနေ့အရင်ပန်းမွေးမုံကိုကုံအောင်စားလိုက်အောင်မယ်ရုတ်တရက်ငငယ်ကအဖေပြောခုတဲ့စကားကိုသတိရသွားတယ်အရေးကြီးဆုံးကအရေးချင်းဘယ်လောက်ရှိလဲမဟုတ်ဘူးဘယ်အချိန်မှရှေ့တိုးရမလဲဘယ်အချိန်မှနောက်ဆုတ်ရမလဲအဲ့ဒါသိဖို့ပဲအရင်တုန်းကနားမလည်ခဲ့ဘူးအခုတော့နားလည်ပြီနှစ်ပေါင်းများစွာကျမကနောက်ဆုတ်နေခဲ့တာရှေ့မတိုးနိုင်လို့မဟုတ်ဘူးနောက်ဆုတ်ဖို့ကိုယ်တိုင်ရွေးချယ်ခဲ့တာဒီအိမ်မှာအဖေကနိုင်ငံအရေးမှာတာဝန်ထမ်းဆောင်တယ်ဒုတိယအမကနန်းတော်ထဲမှာအလုပ်လုပ်တယ်အကိုကြီးကဟန်လင်အကယ်ဒမီမှာတာဝန်ယူတယ်အမေကအိမ်တော်ကြီးတစ်ခုလုံးကိုစီမံရတယ်သူတို့အားလုံးပင်ပန်းလွန်းနေပြီဒါကြောင့်ကျမကအိမ်ရဲ့အနားယူရနေရဖြစ်ဖို့ရွေးချယ်ခဲ့တယ်သူတို့အိမ်ပြန်လာတဲ့အခါတတိအမြဲထားနေရတဲ့ဘဝကိုခဏလောက်မေ့နိုင်အောင်ကျမညံကောင်းဖို့မလိုဘူးထူးချွန်ဖို့မလိုဘူးထင်ပေါ်ကျော်ကြားဖို့လည်းမလိုဘူးရေကန်ဘေးမှာငါးတွေကိုမှုန်ကျွေးနေတဲ့မိဖို့ကန်းရှိကကစုံဥပုပ်ကိုစောင့်စားနေတဲ့မိသားစုရဲ့သမီးငယ်လေးဖြစ်နေုံနဲ့လုံလောက်တယ်ဘာလို့လဲဆိုတော့သူတို့ချစ်တာကကျမဘလောက်တော်လဲဆိုတာမဟုတ်ဘူးကျမကိုယ်တိုင်ကိုပဲချစ်ကြတာဒီနေရာကိုအနဲ့ချုပ်တာပိုပေါ့လို့မဟုတ်ရင်ပန်းဖက်တွေမှာသွားလိမ့်မယ်ဟုတ်ကဲ့သမီးမှတ်ထားပါမယ်သခင်ကြီးကျွန်တော်အပြင်မှာပြောင်းနေတဲ့ကလေးတယောက်ထက်ရှာတွေ့ပြန်ပါပြီအားလုံးတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ဟင်းဝင်ချင်းကတော့အေးဆေးဆေးပြောလိုက်တယ်ကျမမီးဖို့ခန်းသွားကြည့်လိုက်အောင်မယ်ဒီနေ့ဘာဟင်းချက်ထားလဲဆိုတာအဲ့ဒီအချိန်မှာအိမ်တော်အစီခံကပြောလိုက်တယ်ဒီတယောက်ကမြို့တော်ပိုင်းကဒီအိမ်တော်ရဲ့သခင်လေးပါအရင်တုန်းကအိမ်တော်နဲ့ရေဆက်ဟောင်းရှိတယ်လို့ပြောပါတယ်